ကိုယ်ပိုင်ဗီဒီယိုတစ်ခုဖန်တီးခြင်းနဲ့ဘယ်လိုမျိုး edit ရမလဲမသိဘူးဆိုတဲ့သူတွေတော့ကိုဒီဗီဒီယိုလေးကအကျိုးတစ်စုံတရာရရှိမှာဖြစ်ပါတယ်ဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုမျိုး edit ရမလဲဆိုတဲ့သဘောတရားလေးတွေအခြေခံနဲ့စပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုကျွမ်းကျင်စွာ edit နိုင်သွားတဲ့အထိကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကခင်ဗျားတို့အကျိုးတစ်စုံတရာရှိမယ်ဆိုလို့ရှိရင်လည်းအောက်က comment ထဲမှာ yes လို့ mark ပေးဖို့ပြောချင်ပါတယ်ပေါ့နော် okay ဆက်လက်ကြရအောင်ပါကျွန်တော်တို့ဒီ InShot software လေးကိုအဓိကသုံးပြမှာဖြစ်ပါတယ်ပေါ့နော် InShot လို့ခေါ်ပါတယ်ဒီကောင်လေးချက်ဝင်လိုက်ပါဒီမှာကပုံတွေ edit လုပ်ရမယ်ဗီဒီယိုတွေကို edit လုပ်ရမယ်ပေါ့နော်ကျွန်တော်ကတော့လက်ရှိဗီဒီယိုကိုနမူနာပြမှာဖြစ်တော့ကြောင့်မလို့ဗီဒီယိုဆိုတာလေးကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ဟိုမှာပေါ်နေတဲ့ news ဆိုတာလေးကိုချက်နေနေမယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့အထက်မှာကိုပြင်မဲ့ဗီဒီယိုတစ်ခုသွားရွေးပြီးပြီးလို့ရှိရင်တော့အမှန်ကြီးလေးကိုချက်နေပြီပေါ့နော်ဒါဆိုရင်တော့သူကအထက်ရောက်ပြီဖြစ်ပါတယ်အဝင်ချင်းမှာတော့ကိုက site တစ်ခုရွေးပြရမယ်ပေါ့နော်ဗီဒီယို edit နည်းရဲ့အခြေခံမှာတော့ဗီဒီယိုရဲ့ site တွေ ratio တွေကိုသိဖို့လိုအပ်ပါတယ်ကိုသုံးမဲ့ဗီဒီယိုကဘယ်မှာတင်ပါလဲ TikTok မှာတင်ပါလား YouTube မှာတင်ပါလားဆိုမျိုး site တွေရွေးပေးဖို့လိုရပေါ့နော်ရွေးဖို့တော့ဆိုလို့ရှိရင်တော့အရင်ဆုံး canvas ဆိုတာလေးကိုချက်နေတယ်ပဲနော်ဒီမှာပါတယ်အရှိဆုံးမှရှိတဲ့ canvas ဆိုတာလေးကိုချက်နေလိုက်သူ original ပေါင်းနေတဲ့ဟာတော့နမူနာပြပေးတာတော့TikTok တို့ပေါ့မှာသုံးတယ် Facebook တို့မှာသုံးတယ် 9:60 ratio ပေါ့နော်အရှိလိုက် ratio ကျွန်တော်ကတော့ YouTube မှာတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ 60:9 ratio လေးကိုချက်ရွေးပြီးတော့အမှန်ကြီးထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့စပြီးတော့ edit လုပ်ရပြီဖြစ်ပါတယ်မ edit ခင်မှာဒီမှာသူ watermark logo လေးပေါ်နေတယ်ပေါ့နော်အကောင့်လေးကိုချက်ဖြောက်လိုက်မယ်ဖြောက်မှဆိုလို့ရှိရင်တော့အမြောင်လေးကိုချက်နှိပ်လိုက်ဒီမှာရှိတဲ့တိတိလေးပေါ့နော်နှိပ်လိုက်ဒါမျိုးလေးပေါ်လာတဲ့ခါကျအောက်က free remote နှိပ် wifi ချိန်ထားရဆိုလို့ရှိရင်တော့ကျွန်တော်တစ်ခုကြည့်ပြရတယ်ပေါ့နော် wifi ချိန်မထားဘူးဆိုလို့ရှိရင်တော့သူ့ဘက်သူပျောက်သွားပါတယ်ပေါ့နော်ခဏဆောင်းလိုက်ပါ okay ဒါဆိုလို့ရှိရင်တော့စပြီး edit လုပ်ရပြီဗီဒီယိုလေးတစ်ခု edit မယ်ဆိုလို့ရှိရင်တော့ဗီဒီယိုရဲ့သဘောတရားမှာကကိုလိုတဲ့အပိုင်းရှိတယ်မလိုတဲ့အပိုင်းရှိတယ်ဒါတွေကိုဖြတ်ထုတ်တတ်ရမယ်ပြန်ဆက်တတ်ရမယ်ပေါ့နော်ဒါလေးကိုကျွန်တော်အခြေခံကြအောင်သင်ပေးမယ်ပါတဲ့ function တွေတော့ဒီမှာအများကြီးပဲပေါ့နော်ဒါတွေကိုကြည့်ပြီးတော့မလန့်ပါနဲ့ဒါတွေအကုန်လုံးကလွယ်လွယ်လေးတွေပါကျွန်တော်နောက်နေ့ကျရင်တဆင်ချင်းအကုန်လုံးရှင်းပြပေးမှာဖြစ်ပါတယ်အခုလက်တန်းရေးပြလို့ရှိရင်တော့ခင်ဗျားတို့ခေါင်းရှုပ်ပါလိမ့်မယ် edit နဲ့မှာဖြည်းဖြည်းချင်းလိုအပ်တဲ့ဟာတွေအကုန်လုံးကိုဆွဲတင်သွားတဲ့ခါကျရင်မှားတာအရင်လိုပါလိမ့်မယ်ပေါ့နော်မခက်ပါဘူး okay ဆက်လိုက်မယ်ကျွန်တော်တို့ဗီဒီယိုစပြီပေါ့နော်စပြီလို့ရှိရင်ကိုမလိုချင်တဲ့ပိုင်းလေးတွေရွေးပြီးဖြတ်မယ်ပေါ့နော်ဒါအခြေခံသဘောတရားဖြစ်ပါတယ်ဆိုလို့ရှိရင်အောက်ကလက်ညှိုးလေးနဲ့ဒီအောက်ကကိုထည့်တဲ့ဗီဒီယိုအတန်းလေးတင်မှာပေါ့နော်ဒါလေးကိုရွှေ့ပြီးကစားမှာဖြစ်ပါတယ်အမှအဖြူချောင်းလေးပါတယ်ပေါ့နော်ဒါလေးနဲ့ရွေးပြီးတော့ကိုဖြတ်မဲ့တောင်းမဲ့လို့ရတာဖြစ်ပါတယ်โอเคကျွန်တော်စပြီးတော့ဗီဒီယိုလာနဲ့ကျွန်တော်အရင်ဆုံးလုံးမှာကအတန်းဖြောက်လိုက်မယ်ပေါ့နော်ဗီဒီယိုမှာအတန်းပါနေတော့အမှတို့အာရုံနောက်မှာဆိုလို့ပေါ့နော်ဒီမှာစပီကာလေးကိုချက်သွားပြီးတော့အတန်းလေးကိုပိတ်လိုက်မယ်ပြီးရင်အမှန်ချက်လိုက်ပြီးရတဲ့ဗီဒီယိုလေးကိုတစ်ချက်စပလေးလိုက်မယ်ပေါ့နော် play လေးနဲ့ပြီးတော့ play အိမ်လေးပြမယ်ပေါ့နော်အပြင်ကောင်မလေးလာမယ်ဆိုတော့ကျွန်တော်အိမ်ပြလိုက်ယူအရမ်းကြတာမလို့ခြင်းအစာလေးပဲလိုချင်တယ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အစာကိုဖြတ်မယ်ပေါ့နော်ဆိုတော့ဒီလောက်ပဲယူမယ်အိမ်ပြတာလေးကိုနော်ပြီးလို့ရှိရင်ဂျာထဲမှာဖြတ်မယ်ဆိုလို့ရှိရင်ဒီမှာအဖြူအောင်အချောင်းလေးကိုကိုဖက်ရှင်နေတာလေးကိုရွှေ့ပေါ့နော်ကျွန်တော်ဒီနောက်လိုချင်တာဖြစ်တဲ့ကြောင့်ညလို့ရွှေ့ပြီးလို့ရှိရင်ဒီမှာ split ဆိုတာရှိတယ်အကောင်လေးကိုချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဗီဒီယိုကနှစ်ပိုင်းကွဲသွားပြီနော်အရှိတစ်ပိုင်းနောက်တစ်ပိုင်းအရှိအပိုင်းကကိုယူမှာနောက်ကပိုင်းလည်းကိုကမဖြတ်သေးဘူးကိုမလိုတဲ့ဟာကိုရွှေ့ဖြတ်မှာဆိုဖြစ်တဲ့ကြောင့်မလို့ကိုကထပ်ပြီးတော့ရွှေ့လိုက်ပေါ့နော်ဘယ်ထိယူမှာလဲကောင်မလေးလာတဲ့အခန်းဒီခန်းလောက်ကနေစပြီးယူမှာဖြစ်တဲ့ကြောင့်မလို့အထက်တစ်ခေါက် split ထပ်နဲ့ဒါဆိုလို့ရှိရင်တော့သုံးပိုင်းပေါ့နော်ဒါအခြေခံကိုစယူမဲ့ပိုင်းဒါအလဲကိုမလိုချင်တဲ့ပိုင်းဒါနောက်ကဆက်ယူမဲ့ပိုင်းပေါ့နော်โอเคကိုကဂျားရဲဟောင်းမလို့ခြင်းဖြစ်တဲ့ကြောင့်လို့ဂျားရဲဟောင်းတစ်ချက်နဲ့ပြီးလို့ရှိရင် delete ဆိုတာလေးတစ်ချက်နဲ့ဒါဆိုလို့ရှိရင်အိမ်ကြီးခဏလာပြီးရတဲ့ဒုံးဆိုကောင်မလေးခံလာမယ်ပေါ့နော်အဲ့လိုမျိုးလေးတောင်းမယ်ပေါ့နော်ဒါတော့ကိုမလို့ခြင်းတဲ့ပိုင်းတွေကိုဂျားရဲနေပြီးတော့ဖြတ်ထုတ်တဲ့အားလေးဖြစ်ပါတယ်ပေါ့နော်โอเคဆက်သွားမယ်ကျွန်တော်နော်ဆက်သွားပြီးတော့အိမ်လေးပြောင်းသွားရေစားတဲ့ခိုင်းလာတယ်ရေစားတဲ့ခံနောက်မှထဲမှာဆိုတော့ကျွန်တော်ဒီကောင်လေးကိုခဏဖြတ်ထုတ်မယ်အိမ်ထဲမှာအခန်းနေပြီးတော့ခဏဖြတ်လိုက်မယ်ပြီးလို့ရှိရင်ဒီဈေးသွားတဲ့ဟာကိုခဏဖြတ်ပြီးတော့ဒီမှာနော်လမ်းလျှောက်တဲ့ဟာလေးတစ်ချက်ထည့်မယ်ဆိုတော့ဒီနားလေးကစယူမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီနားလေးကို split နှိပ်လဲဟာကိုဖြတ်မှာဖြစ်တဲ့ကြောင့်လို့လဲဟာကိုသွားပြီးတော့ select ပေးပြီးတော့ delete ဆိုတာလေးကိုနှိပ်ဒါဆိုလို့ရှိရင်ပြန် play ကြည့်မယ်နော်အိမ်လေးပြမယ်ကောင်မလေးထဲပေါ်မှာတဲ့ဟာလေးတွေပြန်ပြမယ်ပြီးလို့ရှိရင်ဟိုလေးဆောင်းနေရာလေးပြမယ်ပေါ့နော်ဒါမျိုးလေးသုံးခုရပြီဒီလိုပဲပေါ့ကိုမလိုချင်တဲ့ဟာလေးတွေသွားပြီးတော့ဖြတ်ထုတ်လို့ရတယ်ပေါ့နော်ဒါဆိုသပင်လေးဖြီးနေတယ်ပြီးအိမ်ကသွားတယ်ပေါ့နော်ငိုတဲ့အခန်းလေးရှိမယ်ကျွန်တော်ငိုတဲ့အခန်းလေးကိုဖြတ်မယ်နော်ဖြတ်မယ်ဆိုလို့ရှိရင်ဒါလေးကိုအိမ်ထဲဝင်သွားမယ်အခန်းလေးထည့်မယ် split ဆိုတာလေးကိုချက်နေဒါဆိုရှင်းတော့ဝဲပါပြီငိုတဲ့အခန်းလေးကိုဖြတ်ထုတ်ပြီးတော့ဒီမှောင်သွားတဲ့အခန်းလေးရနေပြန်စမယ်နော်split ဆိုတာလေးကိုချက်ထည့်နေပြီးတော့အလဲကောင်းဟာလေးကမလိုချင်တဲ့အတွက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြတ်လိုက်မယ်နော်ဒီလိုနဲ့ဇပိုင်းလေးကိုအပိုင်းဖြတ်ထုတ်ရတာဖြစ်ပါတယ်ပေါ့နော်ဖြတ်ထုတ်ရင်းနဲ့ကိုကဒီမှာမှားဖြတ်မိရတယ်ပေါ့နော်ကိုကအဲ့ဘန်းပြန်သုံးမှာမှားဖြတ်မိရဆိုလို့ရှိရင်တော့ဒီအပိုင်းကိုပြန်ခေါ်ခြင်းလို့ဆိုလို့ရှိရင်တော့ဒီမှာအများလေးဘယ်ဘက်ကိုကိုရတဲ့ဟာလေးရှိတယ် undo များလေး account လေးချက်နေလို့ရှိရင်အဲ့ဖြတ်တဲ့ဟာလေးပြန်ပေါ်လာတယ်ပေါ့နော်ဟိုဖြတ်ခဲ့တဲ့ဗီဒီယိုလေးကပြန်ပေါ်လာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးတွေကိုဘယ်လိုဖြတ်ရမလဲဆိုတာလေးတွေကိုသဘောပေါက်ပြီးထင်ပါတယ်ပေါ့နော်โอเคကျွန်တော်ဒါဖြတ်ရင်တောင်းရင်နဲ့တော့ဒီမှာခဏရလိုက်မယ်နော်ဒီလောက်မှာ
ဖြတ်လိုက်မယ်ဖြတ်ပြီးတော့နောက်ကအပိုင်းကို delete လုပ်ရပါเนาะပြီးတော့ရမ်းရှိရမှာဆိုလို့ပြီးလို့ရှိရင်ကျွန်တော်ဒီအိမ်လေးလာပြီးတော့ကောင်မလေးတွေမလာခင်မှာဒီနောက်မှာခြားထဲမှာပေါ့ဒီဗီဒီယိုနှစ်ခုခြားထဲမှာကျွန်တော်ဗီဒီယိုတစ်ခုထည့်ချင်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကအပေါင်းလေးချက်နှိပ်လို့ရတယ်ပေါ့เนาะဒီဗီဒီယိုရဲ့နောက်မှာပေါ့နောက်မှာထဲမှာဆိုလို့ရှိရင် select ချက်မှတ်လိုက်ပြီးလို့ရှိရင်အပေါင်းလေးချက်နှိပ်လိုက်ပြီးလို့ရှိရင်ဗီဒီယိုဆိုတော့တွားရွေးပြီးတော့ကိုထည့်မဲ့ဗီဒီယိုလေးတွားရွေးပြီးခုနလိုပဲအမှန်ချင်းနဲ့ဒါဆိုလို့ရှိရင်ဗီဒီယိုကဒီမှာခြားထဲမှာဝိုင်းပေါ့เนาะဘယ်လိုလာမလဲဆိုလို့ရှိရင်ဗီဒီယိုလေးစလာမယ်ပြီးလို့ရှိရင်ကိုထည့်တဲ့ intro video လေးဝင်လာမယ်ပေါ့နော်welcome to my channel ဒါမျိုးလေးလာမယ်ပြီးတော့မှစကားလေးပြန်ပြီးတော့ဆက်လာမယ်ပေါ့နော် okay ဒါမျိုးလေးထည့်လို့ရတယ်ပေါ့တစ်ခါကျလို့ရှိရင်ဒီကောင်လေးကဟိုးနောက်ကိုရောက်တာရှိတယ်ဒီလိုမျိုးပေါ့နော်ကိုကလိုချင်တာအရှိမှလိုချင်တာဒီကောင်ကဗီဒီယိုဟိုးနောက်ရောက်သွားတယ်ဆိုလို့ရှိရင်အကောင်လေးကိုတစ်ချက်ဖိထားဒါမျိုးလေးပေါ်လာလိမ့်မယ်ပေါ့နော်ကိုလေးရှိသလောက်ပေါ့ကိုဗီဒီယိုအပိုင်းကြီးအများကြီးပြလိမ့်မယ်1 2 3 4 5ဆိုပြီးပြတယ်ပေါ့နော်ကိုကဒီကောင်ကနောက်ဆုံးရောက်တဲ့ဟာလေးက9ဖြစ်နေတယ်အပိုင်းကြီးရမ်းများရင်တော့များသလောက်ပြလိမ့်မယ်ပေါ့နော်ကိုကဒီမှာအရှိဆုံးနံပါတ်1ကတော့ထားမှာဖြစ်တဲ့ကြောင့်မလို့ဖိလိုက်ဖိပြီးလို့ရှိရင်နံပါတ်1ကိုအောက်တော့ပို့နော်အောက်တော့ပို့ဒီမှာ delete ပေါ်မှာလိုက်မယ်သူဆွဲရလိုက်ဆွဲပြီးလို့ရှိရင်နံပါတ်1နဲ့2ကြားထဲမှာသွားထိုက်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာ2ဆိုပြောင်းသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်အရှိဆုံးဗီဒီယိုလေးကိုချက်ပြန်နှိပ်လိုက်ပြီးရင် play ကြည့်လိုက်ဒါမျိုးလေးတန်းလာပြီပေါ့နော်okay ဒါလေးကတော့ဖြတ်တာဆက်တာနဲ့ကိုကြားထဲမှာလိုချင်တဲ့ဟာလေးတွေထည့်တဲ့သဘောတရားအခြေခံလေးဖြစ်ပါတယ်ပေါ့နော် okay ဒီမှာကျွန်တော်နောက်တစ်ခုအနေနဲ့ကျတော့ဗီဒီယိုအစနဲ့နောက်တစ်ခုပို့တဲ့အချိန်ပေါ့နော် welcome to my channel ကနေပြီးတော့နောက်တစ်ခါကောင်မလေးရှိကိုပြောင်းတဲ့အခါမှာဒုံးဆိုတန်းမလာပဲနဲ့ဖြည်းဖြည်းချင်းပေါ့ translation effect တစ်ခုထည့်မယ်ဆိုလို့ရှိရင်နှစ်ခုရဲ့အဆက်ကြားထဲမှာဒီမှာအဖြူလေးတွေရှိရပေါ့နော်ဒါအပိုင်းထားတဲ့ဟာလေးတွေပေါ့ဒီနှစ်ခုကြားထဲမှာထည့်မယ်ဆိုရင်ဒီအဖြူလေးကိုချက်နေပြီးလို့ရှိရင်ကိုသွားခြင်းတဲ့ပုံစံလေးတစ်ချက်ရွေးပေးပေါ့နော်ဒါမျိုးလေးတော့မှလားဒါမျိုးလေးတော့မှလာဆိုပြီးတော့ translation effect ပေါ့ဒီတော့တစ်ခန်းနဲ့တစ်ခန်းကိုကူးတဲ့အခါမှာလာတဲ့အခန်းပုံစံလေးเนาะဒီကောင်လေးထည့်လိုက်မယ်เนาะမင်းလေးကူးရတဲ့အခန်းပုံစံမျိုးလေးဖြစ်အောင်ပြန် play ကြည့်မယ်ဒါမျိုးလေးဝင်သွားတာပေါ့เนาะဒီမှာလည်းအဲ့လိုပဲဒုံးဆိုတမ်းမကူးပဲနဲ့အဲ့လိုမျိုးထည့်လို့ရတယ်ပေါ့တော့ဒီကောင်အပိုင်းလေးရှောက်ထည့်တာမျိုးပေါ့ဒီကောင်လေးကတော့ကြာချိန်ပေါ့ဗျာတန်းကူးမှလားဒါမျိုးဖြည်းဖြည်းချင်းကြာကြီးမှိန်ပြီးကူးမှလားအဲ့လိုမျိုးကူးဒါကတော့အချိန်ကြီး translation ရဲ့ကြာချိန်ကိုเนาะရွှေ့ရဟာလေးပေါ့เนาะဒီကောင်လေးကတော့ကိုလိုတော်လေးပဲချင်းပြီးတော့မှန်ချလိုက်ဒါဆိုလို့ရှိရင်နောက်တစ်ခန်းကိုကြည့်လိုက်ဒါမျိုးလေးပြောင်းသွားဒါဆိုရင်ပို့ပြီးတော့ကြည့်လို့ကောင်းပါတယ်မျိုးလုံးကဒုံဆိုပြီးတော့မပြောင်းတော့ဘဲနဲ့ဖြည်းဖြည်းလေးပြောင်းသွားတာမျိုးပေါ့เนาะအခန်းလေးတွေအကုန်လုံးမှလည်းအဲ့လိုပဲဒီမှာဆိုလည်းအဲ့လိုပဲအခန်းတိုင်းတော့မလို့ပေါ့ဗျာเนาะအခန်းတိုင်းကတော့လိုချင်မှလုံးမှာဒါဆိုပြောင်းသွားဒုံဒီဖြစ်တဲ့ဆိုလို့ရှိရင်လည်းအဲ့လိုပဲ translation effect တစ်ခုထည့်လိုက်မှောင်ပြီးမှဖြည်းဖြည်းချင်းမှိန်သွားတာဗျဒီမှာကြည့်မှိန်ပြီးမှပြန်လင်းလာတဲ့ပုံစံမျိုးလေးဖြစ်သွားတယ်ဒါမျိုးလေးတွေကိုအခြေခံလေးတွေနဲ့စပြီးတော့လေ့လာလို့ရှိရင်တော့ဖြည်းဖြည်းချင်းတင်သွားလို့ရပါတယ်ပေါ့နော်။ Okay ဒါလေးကတော့အခြေခံသဘောတရားလေးဖြစ်ပါတယ်။ကျွန်တော်နေ့မှာဒါမျိုးနောက်ထပ်ဒီမှာပါတဲ့ function တွေအကုန်လုံးကိုအသေးသေးထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီလောက်ဆိုလို့ရှိရင်တော့အခြေခံသဘောတရားအနေနဲ့ဗီဒီယိုတွေကိုဘယ်လိုဖြည့်ရမလဲဘယ်လိုဆက်ရမလဲဘယ်လို transition file လေးထည့်ရမလဲဆိုတော့ကျွန်တော်သိပြီထင်ပါတယ်ပေါ့နော်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲ။နောက်နေ့မှာပါတဲ့ channel function တွေအကုန်လုံးကိုထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော်။ Okay နောက်နေ့မှာပြန်တွေ့ကြပါမယ်။